Ok, alo mình là bây cho nó đó thì thấy này cái bằng ông như mà bọn nó thì đã tự cha bị đó mà thì xong đó đấy một cái sai là cái tay bị đó mà bọn nó đã đó như lấy thay quyền nó số lòng bọn nó cái sai cái tay bị đó mà play này bị đó mà cũng gì tao lại cái rồi cho nó phải để bị chân nhà chỉ phía bà đấy đấy mà đây đó sẽ cho nó play dùng nhau cái đấy khám mà phải đấy chứ cũng chỉ là nó cho nó rồi là anh bị cũng gì bị đấy thì một cái sai sẽ sai số cũng chỉ là gì thì là cái lúc sau bị tao bị bị bà đấy đấy nó sai số rồi mình xin lúc bị bà đấy đấyအခုကြောချင်းညာပေးမဲ့အမြင်နဲ့မဲ့လေးတွေချက်လောက်အောင်စိုက်ပေးပါပြီးခုတကယ်ချင်းမိတ်ဆွေသက်ဆိုင်တဲ့သူတွေကိုချက်လောက် share ပေးလို့လည်းရပါတယ်ဒါမှမဟုတ်လည်းအကြောင်းကြားပေးလို့ရပါတယ်เนาะအဓိကတော့ပြောချင်တာကတော့အခုလက်ရှိအခြေအနေမှာဒီတရားပြုတ်ကြပြီးတော့ပြီးမှတည်ဆုံးသူရှိသလိုဒဏ်ရာတန်ကြရထားတဲ့သူတွေစေကုသမှုခံယူရတဲ့သူတွေရှိတယ်ပေါ့နော်အဲ့ဒီစေကုသမှုခံယူရတဲ့မှာနံပါတ်1တယောက်ကတော့မတည်တဲ့သူတွေပေါ့နော်မတည်တဲ့မြေစေထဲမှာဆိုရင်ကိုကျော်ထွန်းဦးเนาะကိုကျော်ထွန်းဦးตัดสินซื้ออย่างตัวโมโหจะเลยกูประชาลักมากูตาแข่งอยู่ในบาร์เอမျိုးတွေရှိတယ်ဆိုရင်လည်းတစ်ဆက်လောက်ဆက်သွယ်ကျွန်တော်ဆက်သွယ်လာခဲ့လို့လည်းရပါတယ်ဒါမှမဟုတ်လည်းပလက်ရုံတိုင်းရဲ့ဆက်သွယ်သွားလိုက်ပါเนาะပြီးတော့နောက်တော့ရောက်တော့ဖိုင်းเนาะတတိယမြောက်မှာကိုနိုင်လင်းအောင်เนาะကိုနိုင်လင်းအောင်ကတည်ဆုံးသွားတဲ့သူဖြစ်ပါတယ်ဗျเนาะဒါတည်ဆုံးသူเนาะကိုနိုင်လင်းအောင်တည်ဆုံးသူဇင်ကိုအောင်တည်ဆုံးသူနောက်ဆုံးဒီမှာဒီနေ့လေးနောက်ဆုံးလောင်းဒီလေးထိုက်ဝေရန်ဖြစ်ပါတယ်ဗျာเนาะဒီမှာထိုက်ဝေရန်တော့လောင်းဆက်ကျွန်တော်ကူညီပေးနေပါတယ်လောလောဆယ်ကတော့ကိုကျော်ထုံးဦးစေးရုံမှာစေကူတာခံယူနေရပါသေးတယ်တကယ်လို့စေးရုံဆင်းလာခဲ့ပြီဆိုရင်လည်းပလက်ရုံကိုတိုက်ရိုက်ဆက်သွယ်လိုက်ပါเนาะဒါမှဆက်သွယ်လို့မရဘူးဆိုရင်လည်းကျွန်တော်ဒီဆက်သွယ်လာခဲ့လည်းရပါတယ်ဗျာเนาะနောက်တစ်ယောက်ကလှမဟုတ်ဘာလဲအောင်နာမည်တစ်လုံးနဲ့ပဲအောင်တဲ့เนาะစေးရောဆင်းသွားပြီတဲ့เนาะစေးရောဆင်းသွားပြီအောင်ဆိုတဲ့နာမည်တစ်လုံးနဲ့ပဲအောင်တဲ့เนาะစေးရောကဆင်းသွားပြီဖြစ်တယ်เนาะဒါလည်းဆက်လောက်ဆက်သွယ်လာခဲ့ပေးပါเนาะနောက်တစ်ယောက်ကျတော့ပြည့်ဖြူအောင်ကျွန်တော်ကပချာလာမှာစေးကုသမှုခံယူနေတဲ့သူတစ်ချက်လောက်ဆက်သွယ်လာခဲ့ပေးပါเนาะမတည်ဆုံးတဲ့သူပေါ့เนาะပြည့်ဖြူအောင်ဆိုတဲ့ကိုเนาะဆက်လောက်ဆက်သွယ်လာခဲ့ပေးပါကျန်တဲ့သူကတော့ကမ္ဘောဒီးယား2ယောက်ပေါ့နော်တရားဝစီအောင်ဆင်းသွားပြီးတယောက်ကတော့ဒုက္ခိတဖြစ်သွားတယ်ဘယ်လိုမှအသက်ရှူတယ်ပေါ့နော်ကျန်တာကတော့ထိသူ့မှာဘာမှခံဘယ်လိုမှကျန်တာဘာမှသူမသိတော့ဘူးเนาะတဘဝလည်းပြောတယ်ဘဝဆုံးသွားပြီပေါ့ဒါလည်းကဲစိတ်မကောင်းစရာပါဗျာเนาะဒါကခုနကပြောသွားတဲ့နာမည်တွေကတော့ပေါ့နော်ပြန်ခေါ်ပေးပါမယ်เนาะကိုကျော်ထွန်းဦးမတည်ဆုံးသေးဘူးစေရုံမှာကုသနေတဲ့သူဆက်သွယ်လာခဲ့ပေးပါကိုနိုင်လင်းအောင်တည်ဆုံးသူဖြစ်သွားပြီးကိုစင်ကိုအောင်တည်ဆုံးသူဖြစ်ပါတယ်ထိုက်ဝေရန်တည်ဆုံးသူထိုက်ဝေရန်တော့ကျွန်တော်မှရှိနေပါတယ်ဗျာเนาะဒီသူတွေအမျိုးတွေရှိတဲ့သူတွေတက်ဆိုင်ရာကိုချက်လောက်ချိတ်ဆက်ပေးကြပါပလက်ရုံကိုဆက်သွယ်သွားလဲရတယ်ဒါမှမဟုတ်လည်းအမျိုးဖြစ်ပါကြောင်းဆိုပြီးတော့မှတိုင်းဆက်သွယ်လာခဲ့လဲရပါတယ်ဗျာเนาะဒါကတော့ပလက်ရုံကနေပြီးတော့မှကျွန်တော်ကိုကူညီတောင်းလာခဲ့တဲ့ဟာတွေဖြစ်ပါတယ်ဗျာเนาะဟုတ်လားပြောပြခြင်းဖြစ်ပါတယ်ဗျာချစ်ကိုကြီးကြတော့ကျွန်တော်တို့ဒီအမှုကိစ္စမှာတော့တနေပြတော့လာဝုန်းရံပေးတယ်ကျွန်တော်တို့လည်းကူညီပေးသလိုဒီအမှုကိစ္စတက်ပဲလည်းပြောစရာမရှိတော့အောင်လေးစားစရာတော့လေးစားတဲ့ချစ်ကိုကြီးလည်းဖြစ်ပါတယ်ဒီခုလည်းတိုင်းတင်ပါတယ်ဗျချစ်ကိုကြီးနေနဲ့လည်းနည်းနည်းလောက်ဝိုင်းပြောပြပါဦးဗျအခုဒီလိုမျိုးကျွန်တော်တို့ဒီလက်ရှိနေတာစီးအောင်မှာတက်နေတဲ့လူနာပဲကြီးဖြစ်ပေါ့နော်ဒီဆောရတဲ့လူရှင်မျိုးတွေပဲဖြစ်တကယ်လို့တိုင်းစကားပြောလို့အခက်အခဲရှိတယ်ဆိုရင်ကိုအောင်ကားစီတော့ကျွန်တော်တို့ဆက်သွယ်ရတယ်နော်ဆက်သွယ်လာပြီးတော့ကျွန်တော်တို့ကကူညီပေးမယ်ဆိုရင်ကျွန်တော်တို့ကနေတစ်စင်းရက်စကန်ပေါ်တက်ဆိုင်ရာဌာနစီကျွန်တော်တို့ကပေါ်သွားပြီးတော့တိုင်းစကားအခက်အခဲဖြစ်နေမယ်ဆိုရင်တော့သွားလာတဲ့နေရာအခက်အခဲဖြစ်မယ်သွားလို့မတက်လာလို့မတက်ဖြစ်မယ်ပြီးလို့ရှိရင်ဒီဆုံးသွားတဲ့လူတွေဂျုံမဲ့ပုံကြီးကြောင်းမရှိဘူးအခက်အခဲဖြစ်တာတော့မျိုးပေါ့နော်လိုရတဲ့အခက်အခဲကျွန်တော်တို့ဆွေးနွေးတက်ပြီးရတာပါလေကျွန်တော်တို့ကနေဒီမှာဂျုံမဲ့ကြောင်းစီစဉ်ပေးပါမယ်ပြီးလို့ရှိရင်ရဲစခန်းပြီးလို့ရှိရင်ကိုယ့်ရဲ့ရပိုင်ခွင့်နေတာရတာလေးကိုသက်ဆိုင်ရာဝန်ထမ်းတွေနဲ့ကျွန်တော်တို့ကအနံ့မှာဖြစ်ပါတယ်နော်ကိုကဆန်းစကားမတက်ဘူးဆက်တော်မရဆိုလည်းစိတ်မပူပါနဲ့ကျွန်တော်မြန်မာပြည်သားရှင်ချင်းနေဆက်သွယ်ပါကျွန်တော်ရဲ့အစင်းသွားမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကပြောပြီးတော့ကူညီသွားပေးပါမယ်နော်အများကြီးတော့ကိုအခါစီဆက်သွယ်ကြတာများတယ်ကိုအခါလည်းဒီလက်ရှိနေတာတော့လောက်တမကြီးမှာလောက်ပြီးနေတဲ့အချိန်မှာအများကြီးပေါ့ဗျာကျွန်တော်တို့တဲ့စေတနာနဲ့လောက်ပြီးတဲ့ခါကျရင်ကျွန်တော်တို့ဒီစေတနာမာကောင်းပါလိမ့်မယ်ကျွန်တော်မြန်ပြားတွေအားနေချရဘူးလဲဆိုတော့ဝိုင်းလောက်ပြီးတာနင်းတယ်ဗျာအဖြစ်ပြောတာများတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါတွေနားလေလေးစီချင်းနဲ့ကျွန်တော်တို့တွေကစေတနာဝန်ထမ်းတွေဆိုတော့တက်နိုင်တဲ့ဘက်ကနေဝိုင်းဝင်ပြီးတော့လုပ်ကြတာဖြစ်ပါတယ်ဟုတ်ကဲ့ကဲပါစစ်ကူလည်းကျေးဇူးပိုင်းတင်ပါတယ်เนาะခုနကဖလန့်ဆောင်ဓာတ်ပြိုကျလို့တည်ဆုံးသွားတဲ့သူတွေရောထရတန်ကြကူတာနေတဲ့သူတွေရောเนาะရော်ကြီးတွေရဖို့အတွက်ကိုလည်းတက်ဆိုင်ရာဌာနတွေကိုဆက်သွယ်ပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ဗျเนาะကျွန်တော်ဒီမှုမှဆိုရင်လည်းကျွန်တော်တို့အခုတောင်းလာခဲ့လို့ဒေါ်လာကန်ပြတဲ့မှုဖြစ်ပါတယ်ဗျဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ